ကဲဝက်ပြမလို့ဗျာဝယ်ရဒီက special ဆက်ဆရာကြီးနဲ့ဒီမှာကျွန်တော်ပေါလို့ပဲသားနဲ့ပတ်တွေ့တဲ့အခါကျတော့ဒီမှာဗျာစတာကျိုးဆက်ဆရာကျိုးလည်းမရှိဘူးပေါ့နော်ရတယ်ဗကျိုးရလာတဲ့ကျိုးလေးနဲ့တန်းဆွဲမှတမောင်းမယ်ရပြီโอเคပြီးတော့ဗျာကျွန်တော်တို့ club break လေးနည်းနည်းချော်သလိုဖြစ်သွားတယ်ဗျာအဲ့တော့တင်ထားတဲ့ဝိန်းတွေကတိတ်အဆင်မပြေတော့တော့ဒီအပေါက်ချမယ်ပေါ့ဗျာချမယ်ဆိုတော့တိတ်အဆင်မပြေဘူးဗျာအဆင်မပြေတော့ workshop ဆရာကြီးပါခေါ်တယ်ပေါ့ဒီအပေါက်ချတယ်မြင့်နေတော့အဲ့တော့တငယ်ချင်းရဲ့လို့မင်းသားကနေကြံကြည့်လိုက်မယ်ဆိုတော့ဘလို့လှုပ်လိုက်လဲဆိုတော့ဒီထိုးတန်လေးကိုပြောဗျာအဲဟွာတင်ပြီးတော့ဘာညာရွှေချောင်းဘိုးထောင်ကွက်နေပေါ့နော်အခုကတော့ရပြီဗျညတော့တန်ကူကြီးဝင်မတရားချို့ပြီးတော့မောင်းလို့မရတာအခုရပြီတောင်မတက်လို့ရပြီနှစ်ယောက်တိမ်မှန်တော့မလို့ရပါတယ်လို့ပါဆိုဒီလိုပဲနော်ဒီကတော့ချစရာမလိုဘူးနှကောင်သားဒီလိုနှစ်ယောက်ကလိလိုက်လို့ရှင်သူကသူအစင်ပြေသွားတာဗျာလေးလားကဲဘချောစရာတွေတော့မငုံနဲ့နော်ကျွန်တော်တို့ကငကိုတွေကထမင်းကနေတဲ့ကောင်တွေသိရမလားစင်ပြောင်ကားတာတကယ်ကြီးအဲ့ position လေးကပိုကောင်းတယ်